ကျောင်းရဲ့နာမည်ကြီးအလှပင်မာလေးဟာခမ်းနားတဲ့အသွင်အပြင်နဲ့ကျောင်းကိုရောက်လာဖို့စူးစမ်းခဲ့ပါတယ်။သူမဟာကျောင်းစည်းကမ်းကိုစိန်ခေါ်တဲ့စပတ်တူတူလေးကိုဝတ်ဆင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူမသိခဲ့တာကသူမရောက်ရှိလာမှုဟာအတန်းထဲမှာသူမရည်ရွယ်ထားတာထက်ပိုပြီးတုန်လှုပ်ခြောက်ခြားစရာဖြစ်သွားခဲ့ပါတယ်။အတန်းဖော်တစ်ယောက်ကတော့မျက်လုံးအပြူသားနဲ့ပါးစပ်အဟောင်းသားဖြစ်ပြီးသူမကိုအားတင်စွာစိုက်ကြည့်နေခဲ့ပါတယ်။သူဟာရေထဲကငါးတကောင်လိုလေးကိုအတင်းရှူနေပြီးသေတောင်ကျလူနေပါဖြစ်နေပါတယ်။အလှပင်မာလေးကတော့ရှက်ကိုရှက်ကန်းဖြစ်ပြီးသူ့ကိုစိုက်မကြည့်ဖို့အချက်ပြခဲ့ပါတယ်။ဒါပေမဲ့သူကတော့ကြောက်ရွံ့လို့ညင်နေပြီးသူ့ရဲ့အကြည့်တွေကကာမီကြီးတွေလိုသူမစီမှာပဲဆွေးနွေးနေပါတယ်။သူမဟာရှက်ကိုရှက်ကန်းနဲ့စကတ်ကိုအောက်ကိုဆွဲချလိုက်ပြီးမျက်နှာတစ်ခုလုံးခရမ်းကျင်ပြီးလိုညှိရဲသွားပါတယ်။ရုတ်တရက်ကျန်လောင်ပြီးနန်စော်တဲ့အတန်တစ်ခုလီထဲမှာပြင်းထန်သွားပါတယ်။အဲ့ဒီအတန်ကသူမရှိကလူစီကထွက်လာတာပါ။အားလုံးကယူရှာဆက်ဆုပ်စွာနဲ့ကြည့်နေကြပြီးဒီလိုချစ်ရေးဆိုနေတဲ့သူဟာတကယ်တော့လူထူးလူဆန်းတစ်ယောက်ဖြစ်မှန်းသိသွားကြပါတယ်။အတန်းထဲမှာစူညံတန်တွေထွက်ပေါ်လာချိန်မှာသူကတော့ရှက်ပြုံးလေးပြုံးနေပါတယ်။နန်စော်တဲ့အနံ့တွေကြောင့်အားလုံးကဒါခေါက်ပိတ်ပြီးလက်ဆက်တယ်လီရဖို့ပြတင်းပေါက်တွေစီပြေးသွားကြပါတယ်။ကျောင်းဝင်းထဲကိုငုံကြည့်လိုက်တဲ့အခါမှာတော့သူတို့အားလုံးထိတ်လန့်သွားကြပါတယ်။ကျောင်းဝင်းတစ်ခုလုံးမှာစစ်သားတွေပြင်းနေပါတယ်။တင်းကားတွေနဲ့လက်နက်တွေဟာနေရာအနှံ့မှာရှိနေပြီးရုပ်ရှင်ထဲကအတိုင်းပါပဲ။ကျောင်းသားတွေဇဝေဇဝါဖြစ်နေချိန်မှာစစ်ဗိုလ်ချုပ်ကသူတို့ကိုစိုက်ကြည့်လိုက်ပါတယ်။စစ်တပ်ကကျောင်းကိုသိမ်းပိုက်ဖို့အမိန့်ရထားကြောင်းသူကကြေညာလိုက်ပါတယ်။ဒါဟာလွန်ခဲ့တဲ့တစ်ကတော့ကိုရီးယားကောင်းကင်မှာထူးဆန်းတဲ့အရာတွေပေါ်လာကြတဲ့ကစတင်ခဲ့တာပါ။အများစုကကြိုသားတွေကျူးကျော်လာမှာကိုကြောက်နေကြပြီးဒါဟာကဘာပြတ်တော်မင်းနမိတ်လို့ထင်နေကြပါတယ်။တောင်ကိုရီးယားအစိုးရကအဲ့ဒီအရာတွေကိုအရင်ဆုံးတိုက်ခတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ဖျက်ဆီးမဲ့အစားအဲ့ဒီအရာတွေဟာပိုပြီးများပြားလာခဲ့ပါတယ်။မကြခင်မှာပဲအဲ့ဒီအရာတွေဟာကဘာအနှံ့ပြန့်နှံ့သွားပါတယ်။အဲ့ဒီအချိန်ကစပြီးလူသားတွေဟာသတိထားနေထိုင်ခဲ့ကြပါတယ်။အဲ့ဒီအရာတွေကလည်းပါရန်လို့တဲ့လက္ခဏာမှမပြခဲ့ပါဘူး။လွန်ခဲ့တဲ့တစ်တလုံးကဘာပေါ်မှာငြင်းချမှုတွေရှိနေခဲ့ပါတယ်။ဒါပေမဲ့ဒီငြင်းချမှုဟာပျက်စီးတော့မှာပါ။လွန်ခဲ့တဲ့တစ်ပတ်ကတော့ကိုရီးယားကောင်းကင်ကအရာတစ်ခုဟာကဘာပေါ်ကိုပြုတ်ကျလာခဲ့ပါတယ်။စစ်တပ်ကချက်ချင်းရောက်လာပြီးအဲ့ဒီနေရာကိုပိတ်ဆို့လိုက်ပါတယ်။အဲ့ဒီအရာထဲမှာပါရှိလဲဆိုတာသိဖို့စစ်ဗိုလ်ချုပ်ကဆက်တနက်တွေနဲ့ပြစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ကြီးစားတွေအများကြီးဖြစ်ခဲ့ပေမဲ့အဲ့ဒီအရာဟာဘာမှမဖြစ်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူတို့ဟာဘုံဖြစ်လောင်ချတွေကိုအသုံးပြုခဲ့ပါတယ်။ပြင်းထန်တဲ့ပောက်ကွဲမှုတွေကြောင့်ဖုံမုံတွေလေထဲမှာပြန့်နှံ့သွားပါတယ်။မိဖို့တွေပျောက်သွားတဲ့အခါအဲ့ဒီအရာထဲကခရမ်းရောင်အလင်းတန်းတွေထွက်လာပြီးထူးဆန်းတဲ့အတန်တွေကြားလိုက်ရပါတယ်။တခုခုနှုတ်ထလာခဲ့ပါပြီ။ဒီဖြစ်ရပြီးနောက်ကကွယ်ရေးဝင်ကြီးကချက်ချင်းပဲအေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။အသက်14နှစ်အထက်နိုင်ငံသားအားလုံးနဲ့အထက်တန်းကျောင်းသားအားလုံးကိုစစ်မှုထမ်းဖို့ဆင့်ခေါ်လိုက်ပါတယ်။စစ်တပ်ရဲ့အမြင်မှာတော့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက်အမှတ်ပိုပေးမယ်ဆိုရင်ကျောင်းသားတွေကဝမ်းသာအားရလက်ခံကြမှာပါ။ဒီကြေညာချက်ကြောင့်အတန်းထဲမှာရုပ်ရုပ်သဲသဲဖြစ်သွားပါတယ်။ဘယ်သူမှမယုံနိုင်ကြပါဘူး။သူတို့တကယ်ပဲစစ်တိုက်ရတော့မှာလား။တင်တန်းကဘယ်လောက်ကြာမှာလဲ။ဘယ်သူနဲ့တိုက်ရမှာလဲ။သူတို့ရဲ့မိကုန်းတွေကစိုးရိမ်စရာအမှန်တရားကိုဖော်ပြနေပါတယ်။ကာကွယ်ရေးဝန်ကြီးဌာနကအဲ့ဒီအရာတွေရန်လိုလာတာကိုဖုံးကွယ်ထားပါတယ်။သူတို့အခြေအနေကိုမစင်စားနိုင်ခင်မှာပဲစစ်သားတွေအတန်းထဲကိုဝင်လာပါတယ်။တက်ချက်ကြီးလီကသူ့ကိုသူမိတ်ဆက်ပြီးလာမယ့်အပတ်တွေအတွက်တင်တန်းအစီအစဉ်ကိုပြောပြပါတယ်။အတန်းကောင်းဆောင်ကိုတာဝန်ပေးလိုက်ပြီးရောက်ကိုတော့မှတ်တမ်းတင်သူအဖြစ်ခန့်အပ်လိုက်ပါတယ်။သူတို့တယောက်လုံးတက်ကသိုလ်ဝင်ခွင့်အတွက်အမှတ်ပိုရကြမှာပါ။ဒီဖက်မှာတော့အလှပရင်မာလေးဆိုယုံဟာတက်ချက်ကြီးလီကိုသဘောကျနေပါတယ်။ချောင်းသားတချို့ကတော့ဒီစစ်တင်တန်းကိုနောက်ပြောင်မှုတစ်ခုလိုပဲသဘောထားနေကြပါတယ်။သူတို့ကိုနေထိုင်ဖို့နေရာတွေပေးလိုက်ပါတယ်။ယောက်ျားလေးနဲ့မိန်းကလေးတွေကိုတိချစီခွဲထားပါတယ်။တချို့ယောက်ျားလေးတွေကတက်ချက်ကြီးလီရဲ့အာဏာကိုစမ်းသပ်နေကြပြီးမိန်းကလေးတွေကတော့သူတို့နေရာကိုအသာပြင်ဆိုင်လို့လုပ်နေကြပါတယ်။ဒါဟာဆယ်ကျော်သက်တွေရဲ့သဘာဝပါပဲ။ဒါပေမဲ့အခြေအနေကတော့တကယ်ကိုစိုးရိမ်စရာပါ။နေတိုင်းကြောင်စင်ပြီးနောက်သူတို့ဟာကျောင်းဝင်းထဲမှာလေ့ကျင့်ခန်းတွေလုပ်ရပါတယ်။ချောင်းသားတန်းကိုတနက်တစ်လက်စီပေးထားပါတယ်။အစပိုင်းမှာတော့ကင်းစော့ရတယ်လို့မျိုးပြောနေကြပြီမယ်။ပင်ပန်းတဲ့လေ့ကျင့်ခန်းတွေထပ်ခါတလဲလဲလုပ်ရတဲ့အခါမှာတော့ညှင်းငွေလာကြပါတယ်။တင်တန်းပြီးတဲ့အခါကျောင်းသားတွေဟာစပွဲပေါ်မှာမောက်ပြီးညှင်းညူနေကြပါတယ်။ကျောင်းကိုအခုပိတ်ဆို့ထားပြီးပဲသူမှခွင့်ပြုချက်မရှိပဲအပြင်မထွက်ရပါဘူး။အဲ့ဒီညမှာပဲကောင်းဆောင်တွေဟာအစီအစဉ်တစ်ခုဆွဲခဲ့ကြပါတယ်။သူတို့ဟာကျောင်းကနေထွက်ပြေးဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့စစ်သားတွေကသူတို့ကိုဖမ်းမိသွားပါတယ်။တက်ချက်ကြီးလီကသူတို့ကိုပြင်းပြင်းထန်ထန်သတိပေးလိုက်ပါတယ်။ဒါဟာကစားစရာမဟုတ်ကြောင်းသူကပြောလိုက်ပါတယ်။နောက်နေ့မှာတော့တင်တန်းတွေကပိုပြီးပြင်းထန်လာပါတယ်။ကျောင်းသားတွေဟာတကယ်စစ်သားတွေလိုပြုမှုလာရပါတယ်။သူတို့ရဲ့ဘဝတွေဟာထာဝရပြောင်းလဲသွားတော့မှာပါ။ရှေ့မှာဘာတွေဖြစ်လာမလဲဆိုတာပဲသူမှမသိနိုင်ပါဘူး။ဒါပေမဲ့သူတို့အားလုံးအတူတူရင်ဆိုင်သွားကြမှာပါ။ဒီစစ်ပွဲဟာသူတို့အတွက်တော့အစပဲရှိပါသေးတယ်။သူတို့ရဲ့သတ္တိကိုစမ်းသပ်မဲ့အချိန်ရောက်လာပါပြီ။ကျောင်းသားတွေဟာအခုတော့စစ်သားတွေဖြစ်နေပါပြီ။သူတို့ရဲ့မိသားစုတွေကိုကာကွယ်ဖို့သူတို့အသင့်ရှိနေပါပြီ။ဒီဇလန်ဟာဘယ်လိုအဆုံးသတ်မလဲဆိုတာစောင့်ကြည့်ရမှာပါ။ပထမပိုင်းကတော့ဒီမှာတင်ပြီးဆုံးပါပြီ။